2025 ခုနှစ်စက်တင်ဘာလ29ရက်နေ့ကနေအောက်တိုဘာလ9ရက်နေ့အထိမိုးလေဝသအခြေအနေများကိုတင်ဆက်ပေးပါမယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ဘက်မှာအနောက်တောင်မုတ်တုံလေဟာအားကောင်းရာမှအားလွန်ကောင်းနိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းဘက်မှာလာမယ့်အောက်တိုဘာလ1ရက်နေ့ခန့်တွင်လေပြင်းနဲ့ရေဝန်းတစ်ခုဖြစ်ပေါ်နိုင်ပါတယ်။ဖိလစ်ပိုင်ပင်လယ်တွင်ဖြစ်ပေါ်ခဲ့တဲ့တိုင်ဖွန်းမုန်တိုင်းဘူအလွိုင်ဟာယမန်နေ့ညပိုင်းမှာဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းသို့ဖြတ်ကျော်ဝင်ရောက်ပြီးကုန်းတွင်းပိုင်းမုန်တိုင်းအဖြစ်ယနေ့လာအိုနိုင်ငံအလဲပိုင်းသို့ဆက်လက်ဖြတ်ကျော်နိုင်ပါတယ်။အဆိုပါကုန်းတွင်းမုန်တိုင်းဟာစက်တင်ဘာလ30ရက်နေ့နံနက်ပိုင်းမှာတော့မြန်မာနိုင်ငံအရှေ့ခြမ်းတွင်အားပြော့ပြက်ပြဲသွားနိုင်ကြောင်းခန့်မှန်းထားပါတယ်။မိုးအခြေအနေမှာတော့အနောက်ဘက်ဘင်္ဂလားပင်လယ်အော်မှလေပြင်းနဲ့ရေဝန်းအရှိန်ကြောင့်၎င်းမြန်မာနိုင်ငံအရှေ့ခြမ်းမှမုန်တိုင်းအကျွင်းကြံဆဲများကြောင့်၎င်းမြန်မာနိုင်ငံနေရာအနှံ့ပြားမှာမိုးသည်းထန်စွာရွာသွန်းနိုင်ပါတယ်။အထူးသဖြင့်စက်တင်ဘာလ29ရက်နဲ့30ရက်နေ့တွေမှာရှမ်းပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းကရင်ပြည်နယ်ပဲခူးတိုင်းနဲ့တနင်္သာရီတိုင်းဘက်မှာနေရာကွက်၍မိုးကြီးခြင်းနဲ့လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပါတယ်။အောက်တိုဘာလ1ရက်နေ့နဲ့2ရက်နေ့တွေမှာတော့ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းရှမ်းပြည်နယ်မန္တလေးတိုင်းချင်းပြည်နယ်ရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာကွက်၍မိုးကြီးခြင်းနဲ့လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပါတယ်။အောက်တိုဘာလ4ရက်နေ့နဲ့5ရက်နေ့တွေမှာတော့မိုးအားပြန်လည်လျော့နေနိုင်ပါတယ်။ယခုရက်သက်တပတ်အတွင်းမိုးသည်းထန်နိုင်တဲ့အခြေအနေရှိတာကြောင့်မြစ်ရေကြီးခြင်း၊လျှက်တစ်ပြက်ရေလွှမ်းမိုးခြင်း၊တောင်ကျချောင်းရေရှမ်းခြင်းနဲ့မြေပြိုခြင်းအန္တရာယ်များကိုအထူးသတိပြု၍ကြိုတင်ရှောင်ရှားနိုင်ကြပါရန်အကြံပြုအပ်ပါတယ်။နေ့လိုက်တစ်ပတ်စာမိုးလေဝသအခြေအနေများကိုဆက်လက်တင်ဆက်ပေးပါမယ်။စက်တင်ဘာလ29ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ဘက်မှာတိမ်တင်းတင်းမှတိမ်ထူထပ်နိုင်ပြီးအနောက်တောင်မုတ်တုံလေဟာအားကောင်းရာမှအားလွန်ကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကမ်းရိုးတန်းနဲ့မုတ္တမကွေ့ဘက်မှာလေဟာအနောက်တောင်ဘက်ကနေတနအီကိုမိုင်20ကနေ35မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအသင့်တင်မှလှိုင်းကြီးနိုင်ပါတယ်။ရခိုင်ကမ်းရိုးတန်းနဲ့မြဝကျွန်းပေါ်ဒေသဘက်မှာတော့လေဟာအနောက်တောင်ဘက်ကနေတနအီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနှင်းငယ်မှလှိုင်းအသင့်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာတော့နေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာစိတ်မှနေရာအနှံ့ပြားမိုးတစ်ချုံရွာနိုင်ပြီးစကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းနဲ့ကချင်ပြည်နယ်ဘက်မှာနေရာကျဲကျဲမိုးတစ်ချုံရွာနိုင်ပါတယ်တနင်္သာရီတိုင်းဘက်မှာတော့နေရာကွက်၍မိုးကြီးနိုင်ပါတယ်စက်တင်ဘာလ30ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းဘက်မှာတိမ်နှဲငယ်ဖြစ်ထွန်းနိုင်ပြီးကပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်ဘက်မှာတိမ်အထင်မှတိမ်ထူထပ်နိုင်ပြီးအနောက်တောင်မုတ်တုံလေဟာအားကောင်းရာမှအားလွန်ကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကမ်းရိုးတန်းဘက်မှာလေဟာအနောက်တောင်ဘက်ကနေတနအီကိုမိုင်30ကနေမိုင်40ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအထင်မှလှိုင်းကြီးနိုင်ပါတယ်။ရခိုင်ကမ်းရိုးတန်းမြဝကျွန်းပေါ်ဒေသနဲ့မုတ္တမကွေ့ဘက်မှာလေဟာအနောက်တောင်ဘက်ကနေတနအီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှလှိုင်းအသင့်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာစိတ်မှနေရာအနှံ့ပြားမိုးတစ်ချုံရွာနိုင်ပြီးကချင်ပြည်နယ်ဘက်မှာနေရာကျဲကျဲမိုးတစ်ချုံရွာနိုင်ပါတယ်။ကရင်ပြည်နယ်ပဲခူးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းနေပြည်တော်ဘက်မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။အော်တိုဘာလ1ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ဘက်မှာတိမ်အထင်မှတိမ်ထူထပ်နိုင်ပြီးအနောက်တောင်မုတ်တုံလေဟာအားကောင်းရာမှအားလွန်ကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့မြမကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်ဘက်မှာတခါတရံမိုးသက်လေပြင်းများကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကျစဉ်ရေပြင်မြေပြင်လေဟာအနောက်တောင်ဘက်ကနေတနအီကို35မိုင်ကနေမိုင်40ခန့်အထိတိုက်ခတ်နိုင်ပါတယ်။မိုးအခြေအနေမှာတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာစိတ်မှနေရာအနှံ့ပြားမိုးတစ်ချုံရွာနိုင်ပါတယ်။ရှမ်းပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းပဲခူးတိုင်းရန်ကုန်တိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်နဲ့နေပြည်တော်ဘက်မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။အော်တိုဘာလ2ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ဘက်မှာတိမ်အထင်မှတိမ်ထူထပ်နိုင်ပြီးအနောက်တောင်မုတ်တုံလေဟာအားကောင်းရာမှအားလွန်ကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့မြမကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်ဘက်မှာတခါတရံမိုးသက်လေပြင်းများကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။
မိုးသက်လေပြင်းကျစဉ်ရေပြင်မြေပြင်လေဟာအနောက်တောင်ဘက်ကနေတနအီကို35မိုင်ကနေမိုင်40ခန့်အထိတိုက်ခတ်နိုင်ပါတယ်။မိုးအခြေအနေမှာတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာစိတ်မှနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်ပါတယ်။ကချင်ပြည်နယ်ရှမ်းပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းရခိုင်ပြည်နယ်မန္တလေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းချင်းပြည်နယ်ကရင်ပြည်နယ်နဲ့နေပြည်တော်ဘက်မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။အော်တိုဘာလ3ရက်နေ့အတွက်မူလဝတ္တခမန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ဘက်မှာတိမ်တင်မှတိမ်ထူထပ်နိုင်ပြီးအနောက်တောင်မုတ်တုံလေဟာအားကောင်းရာမှအားလွန်ကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့မြမကန်ယူရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်ဘက်မှာတခါတရံမိုးသက်လေပြင်းများကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကျစဉ်ရေပြင်မြေပြင်လေဟာအနောက်တောင်ဘက်ကနေတနအီကိုမိုင်30ကနေ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။မိုးအခြေအနေမှာတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအနောက်ပိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာစိတ်မှနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်ပြီးနေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းအရှေ့ပိုင်းနဲ့ကချင်ပြည်နယ်ဘက်မှာနေရာကျဲကျဲမိုးထစ်ချုံရွာနိုင်ပါတယ်အော်တိုဘာလ4ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ဘက်မှာတိမ်တင်မှတိမ်ထူတတ်နိုင်ပြီးအနောက်တောင်မုတ်တုံလေဟာအားအသင့်တင်မှအားကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကမ်းရိုးတန်းနဲ့မုတ်တမခွေဘက်မှာလေဟာအရှေ့တောင်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနှင်းငယ်မှလှိုင်းအသင့်တင်ရှိနိုင်ပါတယ်။ရခိုင်ကမ်းရိုးတန်းနဲ့မြဝကျွန်းပေါ်ဒေသဘက်မှာတော့လေဟာအနောက်မြောက်ဘက်ကနေတနအီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနှင်းငယ်မှလှိုင်းအသင့်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာတော့နေပြည်တော်စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာစိတ်မှနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်ပြီးစကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာနေရာကျဲကျဲမိုးထစ်ချုံရွာနိုင်ပါတယ်။အော်တိုဘာလ9ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ဘက်မှာတိမ်တင်မှတိမ်ထူတတ်နိုင်ပြီးအနောက်တောင်မုတ်တုံလေဟာအားအသင့်တင်မှအားကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းမြဝကျွန်းပေါ်ဒေသနဲ့မုတ်တမခွေဘက်မှာလေဟာအရှေ့တောင်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနှင်းငယ်မှလှိုင်းအသင့်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာတော့စကိုင်းတိုင်းထပ်ပိုင်းတနင်္သာရီတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာနေရာစိတ်မိုးထစ်ချုံရွာနိုင်ပြီးနေပြည်တော်စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ဘက်မှာနေရာကျဲကျဲမှနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်ခင်ဗျာ။